လဲနဲ့မလုံနဲ့တည်တယ်နော်လက်ပူသွားမယ်မဖဲတွေပဲဖြစ်ပါတယ်မဖဲတွေအဲ့ဒါကြတော့ဟိုဟာမကြီးသီးဖြော်ကြီးပဲဖြစ်ပါတယ်တိရကြအဲ့လိုဘယ်လိုဖြစ်ရလဲအဲ့ဒါကြတော့ငါအနှစ်ရနော်တင်လားဟုတ်လားငယ်ဒီအဆက်ငယ်ဒီအဆက်ကိုငါအနေနဲ့လားမဟုတ်ပါဘူးမဟုတ်ဘူးဒီတန်းလေးပဲဟာဒီတန်းလေးပဲအဲ့ဒါမှဒီညိမှာပေါ့ဟိုဟာနဲ့ဖြော်ထားတာဒါမှဒီနဲ့ဟုတ်ပြီလေဟင်းကားကြီးတယ်ဟင်းကားကြီးအော်အဲ့ဒါနေငပိရေဖြော်မယ်ငပိရဲ့နာမည်တစ်ချက်လောက်ပြောပါဦးငပိချစ်ဆုံးငပိဘူးကနာမည်တိန်ပကူတဲ့အစီအတိတ်တက်ရှင်းလက်ဆက်တဲ့ဟာပဲဖြစ်ပါတယ်စပွန်ဆာပေးထားတာတော့မဟုတ်ပါဘူးကိုယ့်ဘာကို ready ရလို့ယူလာတာပဲဖြစ်ပါတယ်လက်လည်းမသုံးနိုင်လေသေးလားပူသွားမယ်လက်ဇွမ်းနေပဲလေအမှချုံမနည်းနည်းထည့်မယ်ကြတော့ချုံမကကျမကြီးအတွက်ကောင်းပါတယ်စားတင်တဲ့ထဲမှာပါပါတယ်အချင်းမို့ပါအချင်းမို့ဒီမှာကြည့်ပါအချင်းမို့ဒါအချင်းမို့ပဲကြည့်တော့ပြုတ်လိုက်ပါဦးတဲ့မင်းကတော့စိတ်ရုပ်ပြုံးလို့ပြုံးလာဆက်မယ်ပြီလည်းနေရပဲကောင်းတယ်လည်းနေရပဲကောင်းတယ်ဟုတ်တယ်ငါပဲထဲမှာပဲဖြစ်ပါတယ်ငါပဲကြတော့တီတဲ့အတိုင်းပဲရန်ကုန်မှာပေါ်ရတာဆိုဒီပလဲငါပဲဖြစ်ပါတယ်ဒီပလဲငါပဲဖြစ်ပါတယ်အဲ့ဒါကြတော့ FTA ထောက်ခံချက်ရရှိထားတာပဲဖြစ်ပါတယ်ဒီငပိဘူးကရလာမရလားမသိ FTA ထောက်ခံချက်ရထားတယ်ခင်ဗျ FTA ထောက်ခံချက်ရထားတယ်တိန်း1000နိုင်မယ်တိန်းတန်ရှိလက်ဆက်တဲ့ဒီခံငပိတောင်းပဲဖြစ်ပါတယ်โอเคဒါကြတော့တန်ရှိလက်ဆက်တဲ့လက်နဲ့ပဲဖြော်တာပဲဖြစ်ပါတယ်လက်ကတော့ကြီးပါတယ်တိပါတယ်ဒါပေမဲ့စားတယ်တိရနော်စားနေလေတိကြအဲ့ဒါမစက်သိန်းတော့ထားရကွာဟိုမဲ့လေးတွေတင်းတာပဲကွာအခုဆိုမင်းတို့ကြည့်နေတယ်မင်းတို့တိကြလာပဲဟာတော့တိကြဒါတော့အချင်တုံလေးဖြစ်ပါတယ်အချင်မလေးပါစားတဲ့ထဲသွားပြီအရင်ပြီးတယ်ဟဲ့ကောင်းလားဟဲ့ကောင်းလားဟဲ့ကောင်းပါဟဲ့ဘယ်လောက်လဲခင်ဗျတော့ဘဂန်နဲ့ထည့်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာမစားနဲ့ဟုတ်တယ်ဝတ်သားတကယ်တော့ကြမိုက်တော့မကောင်းမစားပါနဲ့အမေသားပဲစားပါမင်းသားပဲစားပါငါပဲစားပါကျက်သားမစားပါသားမစားပါနဲ့ဒါတော့ဆရာကြီးအတွက်ပြင်ဆင်ထားတာပဲဖြစ်ပါတယ်